ပဲမင်္ဂလာပါကျွန်တော်ဒီမှာတောက်ကြီးပြပါကျွန်တော်တကကြီးအတင်းကျွန်တော်အတင်းချိတ်ဆော့အောင်မှပြပါတယ်ကျွန်တော်ချိတ်ဆော့နေရတယ်ညာဟက်ကတို့ဘာလို့ကျန်းတယ်အကျဆုံးတကောင်လို့ပြောဟက်ကကျွန်တော်ချီချိုးတယ်ဘုကောလမ်းပြေးတယ်အဝါခဲ့တယ်လက်ပြဘောလက်ပြဘောပြဘက်ကိုပေးလိုက်ရပြီးရောလက်ပြဘောလမ်းပြပြီးကိုသမားကြီးကိုပေးတယ်ကိုသမားတက်လာတယ်အဲ့ကတကယ်ကိုသမားပါကျွန်တော်ချီချိုးလိုက်တယ်ကန်ပြီးအမဒီကလေးကတော့ကျွန်တော်ယူတယ်ပြေးကျွန်တော်ကောင်းလဲကန်ပြီးကိုခင်ဗျာငမ်းပြီးတယ်အဲ့ကျွန်တော်ကောင်းယူတယ်ချိုးလဲပြီးပြက်ကန်အဲ့ကျွန်မရှေ့ရောက်တယ်ရှေ့ကနေဒါမဲ့လဲကျုံနေပါတယ် DIS ကဲပါလမ်းပြီးယူတယ်ကိုသမားပဲပေးတာအဝါတယ်အဲ့ကောင်ဆောက်ဖို့လို့ဘောလုံးမကန်တယ်ကျွန်တော်တကန်ကြီးလမ်းကန်ပြီးသူ့အပြာပဲရောက်တယ်အပြာပဲလူပေးတယ်ဒါမဲ့လူပေးတာနဲနေတဲ့ပြီကျွန်တော်သူပြေးပြီဒါပေမဲ့ကျွန်တော်ကန်ကြောက်ဟိုးပဲရောက်သွားခဲ့ပါတယ်လက်ပြပေါ်ရတယ်လက်ပြပေါ်ပြစ်တယ်အကောင်ရှိရကျွန်တော်ကောင်းနေလူတယ်ဟိုကောင်ရှိရောက်တယ်ဟိုကောင်ကျွန်တော်လိုက်လူတယ်ကောင်းရှိပြန်သွားတယ်ကောင်းလို့တယ်ကန်ပလိုက်တယ်သူအချစ်တိုက်စစ်စင်နဲ့တိုက်စစ်သူချက်သူလူချောင်းနဲ့တည်ပြီးကျွန်တော်ရှိပြောင်းတယ်ကျွန်တော်ရှိရောက်နေပြန်လူသူရှိပြောင်းတယ်ကျွန်တော်လူတယ်လိုင်းမန်ကောင်းတဲ့ကြည့်ကြပါဦးခြေချိုးလိုက်တယ်ကျွန်တော်ဟုတ်ပါအောင် headis လာဒီကထိဝါကျောင်းနံပါတ်3ဒီကထိဝါ DIS လိုင်းမန်ကောင်းကိုတောက်လန်းကကိုတဲ့ကျွန်တော်တို့တကန်ကြီးအတင်းဒီကထိထားပါတယ်ကျွန်တော်ပြေးတယ်နောက်တခြားချိန်ကန်ဒီမှာလိုင်းထစ်တယ်တဲ့ကျွန်တော်တကန်ကြီးရောက်တယ်ချိတ်စော်လိုင်းထစ်တယ်ချိတ်စော်လိုင်းထစ်တယ် bro တို့ရသိလားအဲ့တော့ချိတ်စော်ရင်လိုင်းကောင်းဖို့လဲလိုတယ်အဖိုင်ကောင်းဖို့လဲလိုတယ်အခုပဲပေါ်တော့အားရပြချင်တယ်ကိုဘောလုံးပဲဆောက်သွားမယ်အဖြူပဲရထားပြီးရောအဖြူပဲမရောချီချိုးတယ်နေပြကောင်ပေးတယ်ကျွန်တော်ဂျုံထိုးနေအပြပဲရတယ်အပြပဲနေပြီးတော့ဟုတ်သူလူပဲအချိန်မှာပရမိုင်း45မိနစ်ပြီးဆုံးသွားပါတယ်ဟုတ်တောက်ပြီးတောင်းနေပြီးအပြကတုံးလို့လိုက်တာလက်ပြဘောအဖြူပဲရပါပါတယ်ကနေပြီးချေချိုးလိုက်ပါတယ်လူလဲပါပြီပြီးရောဖရီကပေးတယ်ဖရီကလန်ကန်နေအပြပဲရတယ်အပြနေပြီးတော့အဖြူပြန်လူတယ်ရှေးရီလိုင်းမကောင်းတော့လိုင်းမကောင်းပိုကောင်းဒီရောက်လာကန်ချေချိုးလိုက်တယ်ဒိုင်နိုကြီးကမျက်လုံးကန်နေတော့လဲမမြင်ခဲ့ပါဘူးအဖြူပဲရတယ်ဖြူကနေပြီးကောက်တယ်ပြရတယ်ပြနေပြီးလိုင်းချစ်တယ်လိုင်းတက်တယ်ရက်နေတယ်ဗျာတိုက်စစ်စင်းလဲတို့လင်းတိုက်စစ်စင်းနဲ့စင်းအဖြူပဲဘောလုံးပြအဖြူကန်နေပြေးပြီးအဖြူပဲအကောင်ကိုလာတော့ရကျင်တယ်ကွာဖြူပဲပြန်ရတယ်ဖြူကနေပြီးမပေးပြီးတော့အပြားပဲပြန်ရတယ်အပြားနေပြီးအပြားရှိကလူပြီးဖြူရတယ်ဖြူတင်းပြီးပြလူတော့ပြပြန်ရတယ်ပြနေပြီးကိုသမားရှိငွေရမလက်ကန်ကိုသမားရှိရောက်တယ်ကိုသမားလန့်ကန်တယ်ကိုင်းနယ်လောက်ထိရောက်တယ်ကိုင်းလမ်းလို့ပေးတယ်အပြ
အဲ့ပြားရှာနေမျိုးဖြူပြန်လို့ရတာဖြူပြန်ရပါတယ်ပြတောက်ပေးတယ်တောက်နေတာစိခောက်တယ်ဒါပေမဲ့လေခောက်အန်ကေအပြားပဲပြန်ရတယ်ပြားနေမျိုးပြေးဖြူပြန်ရတယ်ရှာကောင်ပေးပြီအဖြူကဲပေမဲ့လေတောက်ကမော်နီတာကျင်းနေကြရတယ်တောက်ကမကဲရမယ်ဟုတ်ဘူးဟက်ကက်စ်တန်းကန်ပြီအပြပဲခေါင်းတိုင်းပြည့်ရှင်းခဲ့ပါတယ်ပေါ်လန်ကန်နဲ့ဒါပေမဲ့လေအောက်ဝဲခဲ့တယ်ကိုသမားကန်ပြီဖေးပဲပေးတယ်တဆင်တိုးတယ်ကျွန်တော်ကလိုက်လူတယ်ဒါပေမဲ့မရဘူးကပြားတဲ့ဝမ်တက်ဆော့တယ်ဒီသားမှာလူပါပေးလို့မပေးဘူးအပြားရတယ်အပြားနေပြီးတော့အပြားရှာပြန်လူတာဖြူရတယ်ဒါပေမဲ့လူတွေကပါ45မိနစ်လဲပြီးဆုံးသွားပြီအချိန်ပိုထပ်ပေးပါပြီအချိန်ပိုမှာလဲဘယ်လိုလုပ်ပြအောင်လဲကြည့်တော့ပါအပြားဝမ်းနဲ့ဆော့တယ်ပြားပြေးအချီထိုးတယ်ပြားကန်ပြီလွဲခဲ့ပါတယ်ဆိုရာကန်ဒါမဲ့လွဲခဲ့ပါဘေရုံလန်ကန်ပြီခေါင်းတိုင်းပြည်ရှင်းမနဲ့အောက်ဘောပေးခဲ့ရပါတယ်အပြားတင်းလူလဲပြီစာရာလေးဆိုရာလဲပါအီမိုလေးပြလာအီမိုညမအီမိုလို့ကျွန်တော်ခေါ်လိုက်တော့မယ်ဟိုမလည်းကြတော့မောအမ်ဘေဘီခေါင်းတိုက်ပြီအဖြူပြားပဲပြားနေပြားနေပြီးပေးတယ်ကောင်းရင်ဝမ်တက်လို့တော့ပြောလို့ရတယ်ချီချိုးတယ်ချိုးရကြမှာနန်းကန်ပြီဘယံပလာကန်လိုက်ကြမှာဟိုဘကြည့်နေလူတွေခေါင်းသွားတိဖမ်းတဲ့ကန်ပြီဟိုတောက်ရတယ်တောက်နေပြီကန်တယ်ကိုကန်ဒီမှာမကိုဝါဦးကောင်းဘောလုံးမကန်တဲ့ဦးကြည့်တာပြောသားပဲဘရာသာတို့ရေအချိန်လည်းပြီးတော့မယ်ပြေးကိုသမားပြရတယ်ကိုသမားနေပြီးတော့ကန်ပြီပြီးသွားခဲ့ပါပြီတတိယပိုင်းပြီးသွားပြီသရုပ်ထပိုင်းတက်ကသရုပ်ကမပေးတယ်တောင်းပေးမယ်အပြမမူတောင်းအပြပြရတယ်အပြကောက်တယ်မမီကအပြလမ်းနေပေးပြီဟိုဖြူပြေးပြီအပြပြန်ကန်ထားတဲ့ချိန်လေးမှာဖြူပြန်လူတယ်ပြေးတယ်ကိုမလားဆိုတော့ကြည့်ကိုခဲ့ပါပြီအဖြူမချိုရိုတင်းဝခဲ့တာလေစက္ကန့်နဲ့တကယ်ချင်းမှာပြပဲဘောလုံးရထားပြီးအပြထိုးစစ်စင်နေကျွန်တော်တို့ရဲ့ခန်းစကိုမကြော်နိုင်ခဲ့ဘူးကိုသမားပဲပြန်ရထားတယ်ကိုသမားကန်ပြီအဖြူပဲရတယ်ဖြူပြေးပြီဒီမှာဘေးနာပြအောင်ကြောက်ရတဲ့ချင်းဒီမှာချီချိုးတယ်အဖြူပဲပြန်ရတဲ့တွင်းပါပြီကန်တွင်းပြီမဲ့လဲကိုသမားရဲ့ဖန်ဆင်းမှုကြောင့်နောက်ကဘောနေတာကျင်းနေခဲ့ရပါတယ် DIS တောင်းနဲ့ခေါင်းတိုက်တယ်အဲမဲ့လဲပြပဲတက်နိုင်ပြီးတော့ပွဲရချင်ရပြီးဆုံးသွားပါပြီဘိုင်ဘိုင်ကျွန်တော်ဗီဒီယိုတို့ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို like and subscribe လုပ်ပေးဖို့လဲကျွန်တော်တောင်းဆိုပြစီဗျအားလုံးပဲဘိုင်ဘိုင်